96လေးကြီးရှိရယ်96တစ်ကြီးရှိရယ်ဒီနှစ်ခုကိုကျွန်တော်တို့ဘုံတူတော်ယူလိုက်မယ်ဆိုရင်ဘုံတူတော်ယူတာမဟုတ်နော်ဘုံတူတော်ယူလဲဒီမှာ96လေးနဲ့96တစ်ဆို96သူ့ကသူဒါ96ကြီးရလာဖြစ်တာကျွန်တော်ဘုံတူတော်ယူတာမဟုတ်နော်ဘုံတူတော်ယူလဲ96ကြီးပဲအဲ့တော့ကြီးနှလုံးနဲ့ဆိုရင်96ကြီးသုံးလုံးဆိုရင်အမှားဆုံးကြီးက96လေးကြီးအဲ့တော့မနေ့ကမှကျွန်တော်တို့ကဒါ96လေးရ96လေးကြီးအဓိကပေါ့နော်အဲ့ထဲမှာနှလုံးနဲ့ဆိုရင်ဒါ96ကြီးပေါ့3.1လေးကြီးကတော့ဒီ3မိနစ်တစ်ဖြတ်မှာကျွန်တော်တို့ဒီ3.1လေးကြီးကတော့ဒါ3မိနစ်sorry 2မိနစ်တစ်ဖြတ်မှာ3.1လေးอ่ะထိနေရပါတော့သူပေးနေကြပြီပေါ့3.1လေး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 ထိတယ်ဗျာတောက်ချဟုတ်ပြီเนาะကျွန်တော်အဲ့ဒါဆိုမပြောတော့ဘူးဒီမှာ3.1လေးကလည်းမနေ့ပြန်မှာကြောင်းပိတ်ပဲဟုတ်တယ်เนาะ3.1လေးကလည်းမနေ့ပြန်မှာကြောင်းပိတ်ပဲဟုတ်ပြီเนาะအဲ့တော့3.1လေးကြီးကလည်းကြောင်းပိတ်ပဲဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီထဲမှာဒါရှိရပေါ့เนาะအဲ့တော့ဒီ break 6 break ကိုတော့ကျွန်တော်မချခဲ့ရင်ဒါမနေ့ပြန်93 91 94ဒီလိုမျိုးပေါ့เนาะ93 91 94 63 61 64ဒါပဲပေးလိုက်ပါဦးเนาะဒါဆိုရင်96ကြီးရမှာလဲ3.1လေးနဲ့တွဲကြည့်ပေါ့အဲ့လိုမဟုတ်ဘူးကျွန်တော် break တစ်ခုသွားတွေ့ရပေါ့เนาะအဲ့တော့မနေ့ပြန်အတွက်ကျွန်တော်တို့အကောင်းဆုံးက96လေးကြီးအဲ့ဒီမှာ96ကြီးပြီးတော့နောက်တစ်ခုက6 break ပေါ့เนาะမှန်လားမမှန်လားတော့ကျွန်တော်မနေ့ပြန်စောင့်ကြည့်ရမယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာတစ်ခုပြဒီမှာ3.6ထွက်တယ်ကျွန်တော်တို့ဒီမှာ6 break ဆိုတော့နှစ်နဲ့ဒီမှာ60ထွက်တယ်6 break ဆိုတော့68ဒီမှာ60ထွက်တယ်6 break ဆိုတော့ဒီမှာ18ဒီမှာ3.6ထွက်တယ်6 break ဆိုတော့86နှစ်ရက်တွင်းထွက်တာเนาะဒီမှာ3.6ထွက်တယ်40ဒီမှာ63ထွက်တယ်86 4 break ဒီမှာ63တော့2ခွန်9 break ဒီမှာ63တော့ခွန်နဲ့9 break ဒီမှာ63ဆိုတော့ကျွန်တော်တို့ဒီမှာ86တို့2ရက်တွင်းမယ်เนาะဒီမှာ3.6ထွက်တယ်ဒီမှာကျွန်တော်တို့ဒီမှာ81ဟုတ်ပြီเนาะ9 break ထွက်တယ်အခုဒီမှာ63တော့ဒီနေ့က9 break မထွက်ထားဘူးဟုတ်ပြီเนาะ6 break မထွက်တော့ဆိုမနေ့ပြန်မှာ6 break ကချောင်းပိတ်ဟုတ်ပြီเนาะအဲ့တော့63 round ထွက်လို့63ဒါက63 round ထွက်ရင်2ရက်တွင်းပေါ့2ရက်တွင်းဆိုမနေ့ပြန်ကနောက်ဆုံးပိုင်းဟုတ်တယ်6 break ဟုတ်ပြီเนาะသူက cleaner မှာတော့မပြတ်သေးဘူးပေါ့เนาะမှန်တယ်ပေါ့မှန်တယ်တော့ကျွန်တော်ဒီမှာပြသလိုပဲเนาะကိုကလည်းစစ်ကြည့်လို့ရတယ်ဒီမှာ63ကို6 break 63ကို68 63ဒီမှာ18 63ဆိုတော့86ဒီမှာ63ဆို40 63ဆို86 63ဆို2ခွန်ဒီမှာ90 63ဆို82ဒီမှာ36ဆိုတော့ကျွန်တော်ဒီမှာ81ဟုတ်ပြီเนาะအခုဒီမှာ60ဆိုတော့ကျွန်တော်လည်း6လေးပဲ6လေးကဒီဟာတစ်ခုတည်းနဲ့ကျွန်တော်ပြတာမဟုတ်ကျွန်တော်ကြိုက်တာမဟုတ်ကျွန်တော်ရဲ့ဒီမူ site ကြောင့်လည်းတက်တာဒါနောက်ထပ်မူ site တစ်ခုပေါ့เนาะကျွန်တော်တို့ဒီမှာ9နဲ့1နဲ့ပေါင်းလိုက်ရင်6ရဲ့နှစ်ခတ်9ရက်ပါပါလေဒီ6 break ကဒီ3ရက်တွင်မှာဆင်းရမှာအခုဒီမဆင်းသေးဘူးเนาะ60 80ကုန်3ည3 83ဆိုတော့နေ့ပြန်6 break ကလည်းဒီ site ရလို့နောက်ဆုံးပဲဒီမှာ4နဲ့4နဲ့ပေါင်းရှေ့နှစ်ခတ်1ရက်ပါ6အဲ့တော့16 break 16 break ဆိုတော့ကျွန်တော်တို့က51ဟုတ်တယ်เนาะပြီးရင်3ညနဲ့5နဲ့ပေါင်း9နဲ့နှစ်ခတ်3 3ရက်ပါ8အဲ့တော့38 break ဆိုရင်81 3ညနဲ့9နဲ့ပေါင်း9ရက်နှစ်ခတ်3ည3ညပါ5ဆိုတော့3ည5 break 3ည5 break ဆိုတော့ဒီမှာ3ည5 9နဲ့8နဲ့ပေါင်းတော့9နဲ့ခတ်3ည3ညပါ5 3ည5 break ဆိုတော့83 5နဲ့3နဲ့ပေါင်း8နဲ့ခတ်1ရက်ပါ6ဆိုတော့ကျွန်တော်တို့က16 break 16 break ဆိုတော့ဒီမှာ24 5နဲ့1နဲ့ပေါင်းတော့6နဲ့ခတ်9ရက်ပါ4ဆိုတော့89 4 break ဒီမှာ16 break ဆိုတော့3နဲ့5နဲ့ပေါင်းတော့8နဲ့ခတ်16 break ဆိုတော့51သူကမှန်တာအရှိကြီးပဲပေါ့နော်အဲ့တော့6 break ကမနေ့ပြန်ကြောင်းပိတ်တော့ကျွန်တော်အဲ့မှာကြိုက်သွားတယ်ဘာလို့လဲဆိုတော့63ညထွက်ရင်လည်း2ရက်တွင်းမှာ6 break ဒီ site ရဆိုလဲ6 break ဆိုတော့6 break 2 site ဆိုတော့လုံးလောက်ပါဟုတ်တယ်အဲ့တော့ကျွန်တော်တို့မနေ့ပြန်အကြိုက်ဆုံးက96လေးကြီးအဲ့ဒီမှာ96ကြီး shape break နေတယ်ဆို6လေးအဲ့တော့96ကြီးနဲ့6 break နဲ့ဒီတိုင်းတွဲထိုးရင်ဘယ်လိုပြောရမှာလဲဆိုတော့အတင်းကြီးတွဲထိုးလိုက်တယ်လို့ဖြစ်မှာပေါ့အဲ့တော့ကျွန်တော်ခုနဒီ break မှာဘယ်လိုတွဲထိုးရမလဲဆိုတဲ့ဟာကိုကျွန်တော်ပြန်ပြမယ်ဟုတ်ပြီနော်ဒါလေးပေါ့ဒါလေးပေါ့နော်ဟုတ်ပါဒါဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ခုနက9နဲ့1နဲ့ပေါင်းတော့6နဲ့ခတ်6လေး6လေး break ဟုတ်ပြီနော်ဒီနှလုံးပေါင်းလိုက်9နဲ့9နဲ့ပေါင်းရင်6 6လေးကြီး6 6လေးကြီး
ကိုလေး break ကို6ကိုလေးကီးနဲ့ကတ်တာ6368 90 95 44 5ဟုတ်ပြီနော်6ကိုလေးကီးကိုကိုလေး break နဲ့ကတ်တာကျွန်တော်ဒီမှာ9နဲ့6နဲ့ပေါင်းရင်3 3နဲ့ခန့်5 5ရဲ့ပေါင်း3ည3 5 3ည K ဆိုတာ key ကိုပြောတာနော် B ဆိုတာ break ကိုပြောတာဟုတ်ပြီနော်16 break ပေါ့16 break နဲ့ဆိုတော့ကျွန်တော်ဒီမှာ3 5 3ည key 16 break ထိရမယ်16 break က3 5 3ည key နဲ့ပဲပြီးရမယ်ပေါ့နော်အဲ့တော့51ဒီမှာဆို661ဒီမှာ9နဲ့3ညနဲ့ပေါင်း661 3ညနဲ့5နဲ့ပေါင်း5 5နဲ့ခက်3 3ပေါ်8အဲ့38 break 661 key ကို38 break နဲ့ဆိုတော့ကျွန်တော်ဒီမှာ86တွေရော81တွေရောထွက်တယ်ဟုတ်ပြီနော်ဒီမှာ3ညနဲ့3ညနဲ့ဆိုရင်3ည9 key ဒီမှာ3ညနဲ့9နဲ့ပေါင်း9နဲ့ခက်3ည3ညပါပါ5 break 3ည5 break ကို3ည9 key နဲ့ဆိုတော့3ည5ဒီမှာ2နဲ့3ညနဲ့ပေါင်း2 4 9 key 9နဲ့8နဲ့ပေါင်း9နဲ့ခက်3ည3ညပါပါ5 3ည5 break ဆိုတော့ကျွန်တော်တို့ဒီမှာ80ပေါ့နော်9နဲ့5နဲ့ပေါင်း2 4 9 key 5နဲ့3နဲ့ပေါင်း8 16 break 2 4 9 key ဆိုတော့24ဟုတ်တယ်နော်ဒီ9နဲ့9နဲ့ပေါင်း4နဲ့9 key 5နဲ့1နဲ့ပေါင်း6 9 break ပေါ့နော်9 break ပဲ6မပါဘူးဒီ9 break ပဲနော်9 break ကို4နဲ့9နဲ့ဆိုတော့ကျွန်တော်ဒီမှာ89 8နဲ့1နဲ့ပေါင်း661 key 3နဲ့5နဲ့ပေါင်း8 8နဲ့16 break ဆိုတော့51ဟုတ်တယ်နော်ဒီမှာ1ထိရ6 break တင်5ဟုတ်ပြီနော်5နဲ့9နဲ့ပေါင်း2 4 9 key 9နဲ့4နဲ့ပေါင်း3 3နဲ့ခန့်5 5ရဲ့ပေါင်း3ညအဲ့တော့2 4 9 key ကို5 3ည break နဲ့ဆိုတော့41ဟုတ်တယ်နော်ပြီး3ညနဲ့3ညနဲ့ပေါင်း3ည9 key ပြီးရင်နောက်တစ်ခုကကြတော့8နဲ့5နဲ့ပေါင်း3 3နဲ့ခန့်5 5 3ည break ကို3ည9 key နဲ့ဆိုတော့50ဟုတ်တယ်မဒါဆိုရင်10ချိန်လောက်ရှိပေါ့မှန်နေတော့မနေ့ပြန်မှာကျွန်တော်တို့ကဒီကနေကမထွက်သေးဘူးပေါ့နော်အဲ့တော့မနေ့ပြန်ကိုကျွန်တော်ကြည့်တဲ့အခါကျတော့ကျွန်တော်တို့ကလည်းဒီမှာ68ထွက်လို့6 break ရှိရ664 key ကအမှားရှိရဆိုတော့အဲ့မှာကျွန်တော်ကြိုက်သွားပြီပေါ့နော်6368 99 44 5ဟုတ်တယ်နော်အဲ့မှာမှကျွန်တော်ရဲ့အကြိုက်ကတော့99 5ပဲအဲ့တော့ကျွန်တော်တို့က664 key ကိုဟာပါတော့နော်အဓိက96 key ပေါ့အဲ့တော့96 key ကို314 key နဲ့ပြီးမပြီးရင်96 key က6 break နဲ့ပြီးပေါ့နော်ဒါပဲရှိရပါအဲ့တော့96 key က314နဲ့ပြီးမလားအဲ့တော့314နဲ့မှထပ်ထည့်မယ်ဆိုကနန်းနေကျွန်တော်ကမနေ့ပြန်အောင်အရင်ယူထိုးစေခြင်းမလို့စေခြင်းเนาะဒီ96 key နဲ့6 break နဲ့ကအပြည့်စုံလုံးပဲပေါ့နော်အဲ့တော့99 6863 44 5ပေါ့နော်အဲ့တော့ဒီ6ကွက်ပဲရှိရဲမနေ့ပြန်ဒီ6ကွက်လေးကိုကန်ဆယ်ကြည့်ပါဘာလို့လဲဆိုတော့မူဆိုင်က6 break ကလည်းအကြိုက်ပေါ့နော်ဝင်များဝင်သွားရင်ဒါကျွန်တော်အကြိုက်ဆုံးဆို90တကွက်ပဲပေါ့ဘာလို့314 key နဲ့တာထိမယ်ဆိုရင်ကျွန်တော်90တကွက်ပဲထိုးစရာလိုတယ်လုံးဝကိုအပြင်းပြေထိုးခြင်းဒါ90တကွက်တည်းထိုးလိုက်မနေ့ပြန်မှာဒီ90ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့664 break ကဒီကလင်နာကြီးတစ်ခုလုံးမှာမပြတ်သေးလို့ကျွန်တော်ဒီညဘက်တော့မစစ်နိုင်တော့ဘူးကိုယ့်ဘာကိုစစ်ချင်တယ်လို့ရှိရင်စစ်တက်ဗုဒ္ဓဘူးနေ့ခွန်1ပေါင်းလိုက်ရှင်းနဲ့ပေါင်းဒီဗုဒ္ဓဘူးနေ့ညနေနောက်ပိတ်နဲ့မနက်နှလုံးပေါင်းခြင်းခွန်နဲ့1နဲ့ပေါင်းရှင်းနဲ့ပေါင်း6 6 1ကို6ပါ1 6နဲ့ပဲကို2ရက်တွင်းထိတာဒီကလင်နာကြီးအစအဆုံးလို့ထင်တာပဲဒါပေမဲ့ဟုတ်ချင်မှလည်းဟုတ်တယ်မစစ်ကြည့်ပေါ့ဒါပေမဲ့တော်တော်များများမှန်တယ်ပေါ့နော်6နဲ့3ညနဲ့3နဲ့ပေါင်း946 key ဆိုတော့ဒီကီးကတောက်ချောက်မှန်လာလေဒီကြမှာပြည့်ရင်တော့မှတန်တယ်ပေါ့အဲ့လိုတန်တဲ့ဟာမျိုးပဲကျွန်တော်မနေ့ပြန်တော့ပေးတာဟုတ်ပြီနော်ဒီ6 break လေးပဲမှန်ဖို့ပဲလို့ဒီ6 break လည်းမှန်မယ်ဆိုရင်ဒီ site လေးနဲ့တွဲများပေးပါရင်ကျွန်တော်တို့ကလုံလောက်တယ်လေ6368 99 5 44 5ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကကြတော့99 5ဘာလို့ပို့ကြိုက်လဲဆိုတော့ဒီ3ညနှလုံးပူတာဖြစ်စဉ်မှာ9 3ညလာပြီးဆင်းတက်တယ်ပေါ့နော်2ရက်အတွင်းမှာဒီအလေ3ညဖြစ်တာအတွက်9 3ညလာဆင်းနိုင်တည်ရှိရတဲ့အတွက်ဒါဆိုရင်99 5အဲ့ဒီမှာ314 key ထိမယ်ဆိုရင်90အဲ့တော့မနေ့ပြန်တော့ဆိုရင်ဒါ96 key 314 key နဲ့ကတ်တာကလည်းကောင်းတယ်ဒါပေမဲ့အရန်အနေနဲ့ပဲကောင်းတာအဓိက96 key ကို964ပေါ့နော်အပြည့်ဆုံး964 key ကို6 break နဲ့မူဆိုင်သူကသူ964 key ကတက်တက်အမှားရှိရယ်6 break ကတက်တက်ကောင်းတာရှိရယ်အဲ့ဒါအောင်မှာဘယ်လိုပြောရမလဲဆိုတော့ဒီ site တွေကလာပြီးပြည့်စုံတယ်ပေါ့နော်ဟုတ်လဲဆိုတော့6 league ကို6 break နဲ့လာကတ်တော့ကွက်တီပဲလေအဲ့တော့မနေ့ပြန်ညရင်အမြပြီးတစ်ခုပြောပြမယ်နော်မနေ့ပြန်နောက်ဆုံးတရက်ရှိရယ်အရန်ကြီးစွတ်ပြီးတော့break တွေရော key တွေရောဘာတွေရောအကုန်လုံးကွက်တီအများကြီးရှောက်မလုံးနဲ့နော်မနေ့ပြန်ဟိုဒါပေါက်လဲဆိုတော့ဒါပေမဲ့ချုံနေတဲ့လူဆိုရင်တော့ကျွန်တော်မပြောတတ်ဘူးကိုယ်စိတ်ကူးနဲ့ကိုပေါ့ကျွန်တော်တို့ဒီဘက်မှာ light ကြီးရဲ့လူပဲဖြစ်ဖြစ်အဖို့ဝင်နေဆိုလည်းဖြစ်နေ့တိုင်းဒီဘက်ပေါက်နေတာပဲလေဟုတ်တယ်အဲ့တော့မနေ့ပြန်ဟိုဝါဒနာရထိုးတာတော့ကျွန်တော်နားလည်ပါအဲ့တော့အများကြီးတော့မလုပ်ချင်ဘူး
နှစ်ကွက်တဲ့တောင်ထိုးစေချင်တာ90 9ထားပဲအဓိက9 3နဲ့လာဆင်းမယ်ဆို90 9 40 4ကွက်ပဲအဲ့ထဲမှာတစ်ကွက်ကိုပဲကျွေးထိုးမယ်လို့90ကွက်ပဲပြီးမနေ့ပြန်ထိုင်ကြည့်ဟိုအဓိက664ကြီးမှန်မယ်94 break နဲ့များတွဲလာရင်ဒါပဲရှိတယ်ကျွန်တော်တို့ကဒီလိုဟိုအဓိကကျွန်တော်အမာဆုံးတစ်ခုကိုပေးတာ664ကြီးကကလင်နာတစ်ခုလုံးမှမပြတ်သေးဘူးဒီ94 break များ60ထွက်လို့2ရက်တွင်း94 break ကျွန်တော်ရဲ့ခုနကမူဆိုင်နဲ့94 break အဲ့နှစ်ခုလာတွဲရဆိုရင်ပြီးပြီလေဒါပဲရှိရလေဟုတ်တယ်မအဲ့တော့မနေ့ပြန်ဟိုကျွန်တော်ဒီမှာရေးထားပြတာပေါ့နော်ပေါ့ဘာဆော့ရဲဆိုတာဘာမှအရင်ကျွန်တော်လိုက်ကြည့်ရလူဆိုတော့ဒီတစ်ပတ်ကိုရှုံးစရာအကြောင်းမရှိဘူးဟုတ်တယ်မအဲ့တော့ဟိုအများကြီးမလုံးနဲ့တော့ဗောနော်ကျွန်တော်တို့မှအကွက်တွေအများကြီးမရေးပေးတာဘူးဒီမှာအပြင်းပြေဆိုပေမဲ့မူဆိုင်ကတကယ်ကောင်းတယ်နော်ကျွန်တော်ပြီး group ထဲမှာတင်ပေးတာမယ်ကျွန်တော်မူဆိုင်တွေအကုန်တင်ပေးတာမယ်ဟုတ်ပြီနော်အဲ့တော့မနေ့ပြန်မှာလဲကံကောင်းပါစေပေါ့ဘာဆော့ပါအဲ့တော့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းဆော့ကျင်တယ်ဆိုရင်ပေါ့ဘာဆော့ပါနော်ကျွန်တော်လည်းမပြောလို့ပါဘူးဒါပေမဲ့အရင်ကြီးတော့မလုံးနဲ့တော့ဗောနော်ဘာလို့လဲဆိုတော့ဟိုနောက်ဆုံးရက်ရောက်နေပြီပေါ့နော်တောက်ကြနေအဲ့တော့လာမယ့်ဘက်မှာခုမကျော်လေးလုံးကိုရပြီအဲ့တော့ကျွန်တော်တခုတော့ဟို request လုပ်ချင်တာပေါ့နော်ကျွန်တော်ဗာလဲဆိုတော့ဒီတစ်ပတ်မှာကျွန်တော်အဖွဲ့ဝင်ကြီးကိုအနေငယ်ပြောင်းလဲလုပ်ထားတယ်ပေါ့နော်ဒါကလည်းကျွန်တော်ဒီပြီးခဲ့တဲ့ဒီဇင်ဘာလတည်းကအပြောင်းလဲလုပ်ဖို့ဒါပေမဲ့ကျွန်တော်ဒါအဖွဲ့ဝင်တွေကိုအားနာတဲ့အတွက်ကျွန်တော်ဟိုတလလုံးလုံးပေါ့နော်ကျွန်တော်မလုပ်ခဲ့ပါဘူးเนาะဒါအဖွဲ့ဝင်တွေသိပါကျွန်တော်တလလုံးလုံးအပြောင်းလဲမလုပ်ခဲ့ဘူးဒါပေမဲ့အခုကတော့ကျွန်တော်လည်းအခြေအနေတစ်ခုကြောင့်ကျွန်တော်ဟိုအနေငယ်ပေါ့နော်အရင်ကြီးလည်းမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်အဖွဲ့ဝင်ကြီးကအရင်က1000ဝယ်ပေါ့နော်အခုကတော့ကျွန်တော်2000ပေါ့နော်အဲ့ဒါတော့ကျွန်တော်နားလည်ပေးပါဦးเนาะအဲ့လာမယ့်ဘက်မှာဒါကကျွန်တော်အဖွဲ့ဝင်အဟောင်းတွေကိုထိန်းတဲ့အတွက်တကယ်ပြောတာပါဟိုခုမကြော်ဆိုမနဲ့ကျွန်တော်ရှာတဲ့ site တွေကတနင်္လာနေ့လည်းထွက်နိုင်တယ်အင်္ဂါနေ့လည်းထွက်နိုင်ကျွန်တော်အဲ့နှစ်ခုထဲမှာပဲရှာနေအဲ့အင်္ဂါမကြော်တာတော်တော်ကြာနေပြီပေါ့နော်အဲ့တော့ဒါမဲ့တတိတော်ထားပေါ့နော်တို့တဲ့ကအင်္ဂါမကြော်ကအမြဲတမ်းဖြစ်နေပြီဆိုပြီးစုံလုံးမကန့်လိုက်ပါနဲ့เนาะဘယ်လိုပြောရမလဲထိန်းထိန်းသိမ်းသိမ်းနဲ့ကိုအရင်တော့ဆော့ခဲ့တယ်လို့ပေါ့ပါပဲဆော့ပေါ့เนาะကျွန်တော်ဒါလေးကိုတတိပေးပါเนาะအဲ့တော့ဟိုလာမယ့်ပတ်အတွက်ကကျွန်တော်ရှိမှာအဖွဲ့ဝင်လို့ရနေပြီเนาะကျွန်တော်စပြီးလက်ခံနေပြီဟိုလာမယ့်ပတ်အတွက်အဖွဲ့ဝင်ကျင်0990 50 56တစ်ကျန်နေเนาะ0990 50 561เนาะ0990 50 561ကိုဆက်သွယ်ပြီးတော့ဟို Viber ဖုန်းနံပါတ်ဆက်သွယ်ပြီးတော့အဖွဲ့ဝင်ကျင်တယ်ဆိုရင်အဖွဲ့ဝင်လို့ရပြီဟုတ်เนาะလာမယ့်ပတ်အတွက်အဖွဲ့ဝင်လို့ရပြီမနေ့ပြန်ကိုတကယ်90အကြိုက်ဆုံးပဲသူကမူဆိုင်တွေလားတကယ်ကောင်းပြီးတော့ထွက်ရမယ်ဆိုရင်90ကအရင်လာဟုတ်ပြီเนาะ90တကယ်ကကြတော့ဒီဟို664ကြီးကမနေ့ပြန်ထိမှာပါဒီ9 break နဲ့ပဲထိပါသေးပဲထူတောင်း9 break ကလည်းကျွန်တော် site နဲ့ပြတာ63ညထွက်လို့9 break က2ရက်အတွင်းထွက်တယ်ကျွန်တော်ရဲ့ဒီ site ကလည်းလှတယ်ပေါ့နော်မူ site ကလှတယ်အဓိကမူ site လှတယ်နဲ့ပေါ့မူ site လှတိုင်းလည်းပေးတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဟိုကန်ဒီယာနဲ့လည်းဆိုင်တရားတော့ဒီမှာ9 break လေးဟုတ်တယ်ဒီ9 break ကတောက်လျှောက်မှန်နေတယ်အဲ့ဒါကိုကျွန်တော်ဒီလိုကီးနဲ့ထုတ်လိုက်တော့လေ6 ကီးပဲဆိုတော့အရန်ကိုကောင်းတယ်ပေါ့နော်အရန်ကောင်းတယ်တော့တင်ထိုးခိုင်းတာမဟုတ်နော်မနေ့ပြန်အတွက်အပျော်ထိုးမယ်ဆိုရင်တော့မှဟိုဘယ်လိုပြောမူဆိုင်ကအရန်ကောင်းတယ်ထိုးကဂျုံနဲ့တယ်ပေါ့နော်ထိုးကဂျုံနဲ့တယ်ဆိုတော့ထွက်တာကိုပြောတာမဟုတ်နော်မူဆိုင်တွေတအားကောင်းတဲ့အတွက်ဟိုပတ်စံအနေငယ်သုံးပြီးထိုးမယ်ဆိုရင်တော့မှထိုးပြောတယ်အဲ့တော့မနေ့ပြန်အတွက်ကျွန်တော်အကြိုက်ဆုံးကီးက96ကီး break နေလဲဆို9 break ဒါမဲ့မနေ့ပြန်တောက်ကြနေဖြစ်တဲ့အတွက်အဲ့လို9 break တွေပတ်တာမျိုးလို့အများကြီးရှောက်ထိုးတာမျိုးမလုပ်နဲ့တော့နော်ဒီဟာလေးပဲထိုးပါနော်အဲ့ဆိုရင်လာမယ့်ပတ်ကြရင်ကျွန်တော်တို့ပြန်ဆောင်ကြအောင်ကျွန်တော်ဒီကြားထဲမှာ live တော့ထွင်လို့မရအောင်ကျွန်တော်ကအခုက video file တင်လိုက်တာတော့ပို့ဆိုးမယ်ကျွန်တော် live ကထွင်လို့ရကြမှာတော့ရအောင်ဘာလို့လဲဆိုတော့ထူးထူးတန်းတန်းတစ်ခုရှိရပေါ့နော်ထူးထူးဆန်းကျွန်တော်ဒီနေ့ account တစ်လေးဖွင့်တယ်ကျွန်တော်ခုထဲမှာ share တယ်မှန်သွားလို့လည်းပါရင်ပါမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ချက်ချင်းဖွင့်လာတဲ့ဟာတရက်ပဲခံတယ်ကျွန်တော်ဟို report လုပ်ခံရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဟို channel အသစ်ဆိုတော့ဘလို့မှဟို live တွင်ပို့ဆိုတာ तू အဲ့လို channel အသစ်မှာတွားပြီးတော့ခုမှဖွင့်တဲ့ channel က report ထိသွားတယ်ဆိုရင်လုံးဝနှွှင့်လို့မရဘူးเนาะအဲ့တော့ကျွန်တော် account တစ်ဖွင့်လဲအဲ့လိုဖြစ် account တစ်ဖွင့်လဲပြီး account တွေအခု4-5ခုသာရှိရကျွန်တော် live တွင်လို့မရဘူးเนาะအဲ့တော့ video file တင်ရင်ပို့ဆိုးတာပေါ့เนาะပို့ပြီးတော့မှ report ထုတ်ကန်ရတာပေါ့ဒါပေမဲ့ဟိုကျွန်တော်နဲ့တကယ်လို့ဟို free ကြည့်တင်တဲ့လူတွေ live ကြည့်တင်တဲ့လူမျိုးဆက်သွယ်မပြတ်ချင်ဘူးဆိုလဲဟို Viber group တွေဝင်လို့ရတယ်เนาะကျွန်တော်ခုန YouTube မှာ post တင်ပြီးတော့ကျွန်တော်ရဲ့ Viber group လေးပြတာအဲ့ထဲကိုဝင်လာခဲ့လို့ရတယ်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်လက်ပြန်မှာဟို YouTube live ကြည့်တဲ့လူတွေရောအဖွဲ့ဝင်တွေရော
ဒီ96လေးကီးနဲ့9လေး break နဲ့တွဲပြီးတော့ပေါက်ပါပြီဗျာเนาะအားလုံး